ဒီတစ်ခါမှာတော့ကြည့်လိုက်တာနဲ့အရန်ကိုစားချင်စပွဲဖြစ်တယ်နှုတ်စိန်တာကူကြောက်ကြောလုံနေလေးကိုလာမျှဝေပေးမှာဖြစ်ပါတယ်အိမ်မှာပဲလှုပ်စားစားအလူမင်္ဂလာတွက်လာအရန်ကိုအဆင်ပြေပါတယ်ပထမဦးဆုံးရေ 300ml ကိုကြောက်ကြော15 gram ထည့်ပြီးတော့မှ15မိနစ်လောက်မွေထားလိုက်ပါမယ်ပြီးရင်တော့တာကူကိုပြုတ်လိုက်ပါမယ်တာကူပြုတ်တာတော့မရိုက်ပြတော့ပါဘူးကြောက်ကြော15မိနစ်စိမ်ပြီးသွားလို့ရှိရင်တော့မီအေးလေးနဲ့လုံးဝပပဆူလာတဲ့အထီကိုတည်လိုက်ပါမယ်ပြီးရင်တော့တကြားကို160 gram ထည့်ပြီးတော့မှအရေးပြော်သွားတဲ့အထီကိုမွေကြည့်လိုက်ပါအရေးပြော်သွားပြီဆိုရင်တော့နှုတ်စိမ်း 500ml ကိုထည့်မယ်ပြီးလို့ရှိရင်တော့ပြုတ်ထားတဲ့တာကူလေးတွေကိုလည်းထည့်လိုက်မှာဖြစ်ပါတယ်အယောင်ကိုလည်းအစိမ်းရောင်လေးထည့်လိုက်ပါတယ်အယောင်မထည့်ချင်လည်းရတယ်ဒါမှမဟုတ်တခြားအယောင်ထည့်ချင်တယ်ဆိုလည်းရပါတယ်ရှင်ပပဆူလာပြီဆိုရင်တော့မီလေးပိတ်ပြီးတော့မှမုတ်ခွက်လေးထဲကိုထည့်လိုက်ရုံပါအားလုံးထည့်ပြီးသွားလို့ရှိရင်တော့လုံးဝခဲသွားတဲ့အထီကိုအခဲခံပေးလိုက်ရမှာဖြစ်ပါတယ်ရှင်လုံးဝအေးသွားပြီဆိုရင်တော့မုတ်ခွက်လေးတွေကိုခွာလိုက်လို့ရပါပြီအရန်ကိုလှပြီးတော့မှအရန်ကိုချစ်စရာကောင်းတဲ့အပြင်စားလို့လည်းအရန်ကောင်းပါတယ်မွမွေးစိမ့်စိမ့်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်လှုပ်စားကြည့်ပါအကယ်လို့မုတ်ခွက်မရှိဘူးဆိုရင်တော့ဘန်းလေးထဲမှာခဲလိုက်လို့ရပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းနောက်မုံလုံးနည်းတွေနဲ့အတူပြန်လာခဲ့အောင်ပါမလို့ဒီအကောင့်လေးကို follow ထားဖို့မမေ့ကြနဲ့အောင်နော်